အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်ဒီ payout admin ပေါ့နော်ဖုန်းထဲကနေဒီ payout admin ဘယ်လိုပေးရမလဲဆိုတာကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ payout admin ပေးတာကတော့ကျွန်တော်ဒီဖုန်း Facebook ဒီ application ကနေပေးလို့လည်းရတယ်လို့ဒါမှမဟုတ် browser ပေါ့နော်ကျွန်တော် Chrome ဆိုတဲ့ browser ကနေကျွန်တော်ဒီ web version ပေါ့နော် desktop site ဖွင့်ပြီးတော့မှကျွန်တော်ဒီပေးလို့လည်းရတယ်ဗျဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်စီမှာ PC ရှိရဆိုရင်လည်း PC ထက်နေပေးလို့ရတယ်ပေါ့နော်ဒီဗီဒီယိုကတော့ကျွန်တော်ဒီဖုန်းထဲကနေဘယ်လိုပေးရမလဲဆိုတော့ရှင်းပြတောင်းမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီကိုယ့်ရဲ့ Facebook account ရဲ့ setting ထည့်သွားရမှာပေါ့နော်ပေးအောင်ထည့်ပေါ့ဗျာနားနေပါဗျ VPN တစ်ချက်ဖွင့်ဖို့မိတ်ရပြီ setting ထဲရောက်သွားပြီဆိုလို့ရှိရင်ဟိုအောက်မှာဒီ payout ဆိုတဲ့နေရာလေးတစ်ချက်ပါတယ်အဲ့နာလေးတစ်ချက်နေလိုက်ပေါ့နော်ဒီထဲမှာမှကိုပေးရှင်တဲ့ payout ပေါ့နော်ဥမာကိုတခြားကိုပေးရှင်တဲ့ payout ကိုအရင်ဆုံးရွေးရပါမယ်ဒီနာရောက်လာပြီဆိုလို့ရှိရင်တော့အပေါ်မှာ setting ဆိုတဲ့နေရာလေးရှိတယ်ဗျာဒီ question mark ဆိုတဲ့နောက်မှာ setting ဆိုတဲ့ခလုတ်လေးတစ်ခုရှိပေါ့နော်အဲ့ဒါတစ်ချက်နေနေပါပြီးတော့လို့ရှိရင်တော့ဒီဟိုအောက်ဆုံးပေါ့နော် payout admin account admin ဆိုတဲ့နေရာလေးမှာတစ်ချက် update ဆိုတာရှိပါနော် update ခလုတ်လေးတစ်ချက်နေလိုက်လို့ရှိရင်တော့ဘယ်လိုပြောမလဲ payout admin ထည့်ရမယ်ဖောင်လေးပေါ်ရတယ်ပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့လူကိုပေးလို့ရတယ်ပေါ့နော်တတိထားရမှာကိုပေးမဲ့လူနဲ့ကိုနဲ့အကောက်ရှင် friend ဖြစ်နေဖို့လိုအပ်တယ်ဗျာဥပမာကျွန်တော်ဒီ account ထည့်မယ်ဆိုပါစို့ဒါထည့်လိုက်မယ်ဒါလေးကိုနှိပ်လိုက်မယ်ပေါ့နော် download နှိပ်လိုက်ပါမယ်ဒါမျိုးပေါ်တယ်ဆိုလို့ရှိရင်တော့ကို account မှာ 2FA ဘယ်လိုပြောမလဲဖွင့်ထားလို့ပေါ့နော်ဖွင့်ထားလို့ဒါမျိုးပေါ်တယ်ပြီးတော့လို့ရှိရင် 2FA code ထည့်လိုက်တာနဲ့ဘယ်လိုပြောမလဲပေးအောင် account ကရတာပေါ့နော်ကျွန်တော်တစ်ချက်ပြပါမယ်ဒီလိုလေးထိလိုက်တာနဲ့တခါတည်းပေးအောင်အကောက်ကဟိုဘက် admin စီရောက်သွားမှာပေါ့နော်ကျွန်တော်တို့စီရင်လည်း admin ဖြစ်မယ်ဟိုဘက်လည်း admin ဖြစ်မှာပေါ့နော်ပေးအောင်ကနောက်တစ်ခုရှိတာဒီနေရာမှာဒီကတလေကြာလို့ရှိရင် confirmation တွေပို့နေတဲ့ခါကြာလို့ရှိရင်တော့ဒီကိုယ့်ရဲ့ account ကိုဒီ 2FA ဖွင့်ပေးဖို့လိုအပ်တယ်ပေါ့နော် 2FA မဖွင့်ထားလို့ရှိရင်တော့ဒီနေရာမှာ confirmation ပို့ပြီးတော့မထည့်လို့မရဘူးဖြစ်တတ်တယ်ရှိပါတယ်ဗျဒီလိုချင်းချင်းလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေးအောင် admin ထည့်အဆင်ပြေပြီပေါ့နော်နောက်ဘက်တစ်ချက်စုပ်လိုက်ပါဗျကျွန်တော်တို့ပေးအောင် admin ရှိမရှိတော့တစ်ချက်စစ်လိုက်မယ်ဒါဆိုရင်လို့ရှိရင်တော့ဒီမှာ Robert Toronto ဆိုပြီးတော့ဒီပေးအောင် admin အသစ်တစ်ခုပေါ်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဟိုဘက်ကလည်းဒီပေးအောင်ကိုကြည့်လို့ရတာပြီပေါ့နော်ပေးအောင် admin ဖြစ်သွားပါပြီပေးအောင် transfer တွေပါပြီလုပ်လို့ရပြီပေါ့နော်ဒါတော့ကျွန်တော်ဒီပေးအောင်ဘယ်လို admin ပေးရမလဲဆိုတော့ဒီ Facebook app ကနေကျွန်တော်လုပ်ပြသွားတာဖြစ်ပါတယ်